ကိုရီးယားနိုင်ငံတွင်ကပ်ဘေးကနေလွတ်မြောက်ဖို့နေလန်းသုံးတွေရေဘုတ်အန်ရီဇာရိုအယ်ဂျာယီယိုအီဂန်ဒေဇနီဆိုဟုခေါ်သောဝဝထုတစ်ပုဒ်သည်အလွန်ရေပန်းစားခဲ့တော်လဲတစ်ဆယ်နှစ်ကြာမြင့်ပြီးအခန်းပေါင်းတဲ့တူညာကျော်လာသည့်အချိန်တွင်မူဖတ်ရှုသူတယောက်သာကျန်ရှိတော့သည်တို့ကြသည်အလဲအန်းကျောင်းသားဘဝကလေးကထိုဝထုကိုစတင်ဖတ်ရှုခဲ့သူဖြစ်ပြီးယခုလူကြီးဖြစ်လာသည့်တိုင်ဆက်လက်ဖတ်ရှုနေစေဖြစ်သည်ဝထုထဲတွင်ဇက်လိုက်ဂျုံလျှော့သည်ကဘာကြီးပြတ်သုံးခါနီးချိန်တွင်နက်ဖျားများဆေလွတ်သည့်အခက်ခဲများကိုတိုက်ခိုက်နေရသူဖြစ်သည်သူ့၏ပေါင်းဖော်များတယောက်ပြီးတယောက်တေဆုံးကုန်တော်လဲသူကောင်းမူပုံမတမာလာရန်အမြဲတမ်းဆုံးဖြတ်ချက်ခိုင်မာနေသူဖြစ်သည်တို့ကြသည်အချက်ကိုအားကြစရာကောင်းသည်ဟုမြင်ပြီးအထက်တန်းကျောင်းတက်စင်ကာလတွင်အနိုင်ကျင့်ခံနေရချိန်၌ဤဝထုကိုပြန်ဖတ်ခြင်းကသူ့ကိုစိတ်သက်ခွန်အားများဖြစ်စေခဲ့သည်ကျောင်းပြီးသည့်နောက်တွင်တို့ကြသည်တာမန်ကောလိပ်တစ်ခုကိုတက်ရောက်ခဲ့ပြီးတာမန်လုံများဖြင့်သာရက်တီကကုမ္ပဏီကြီးတစ်ခုတွင်ယာယီစာချုပ်ဖြင့်ဝင်ရောက်လုပ်ကင်ခဲ့သည်ဒီနေ့တွင်တော့သူ့၏အလုပ်စာချုပ်တက်တန်းကုန်ဆုံးခဲ့သလိုထိုဝထု၏ဇက်သိမ်းပိုင်းလည်းပြီးဆုံးသွားခဲ့သည်နောက်ဆုံးလှုပ်ဆင်းချိန်ပြီးသည့်အခါတို့ကြသည်ဝထု၏နောက်ဆုံးခန်းကိုဖတ်ပြီးဇက်သိမ်းပိုင်းအပေါ်စိတ်ပြတ်သွားခဲ့သည်ဂျုံလျှော့တယောက်တည်းသာအသက်ရှင်ကျန်ရစ်ခဲ့သောကြောင့်သူကစာရေးသူထံသို့ဒီဇလန်ကတော့အဆိုးဆုံးပါပဲဟုစာပို့လိုက်သည်ယထာဘော်တွင်တို့ကြသည်အလုပ်စာချုပ်တက်တန်းကုန်ဆုံးသွားသည့်လုပ်ဖော်ကိုင်ဖက်ဆောင်အားနှင့်ဆုံမိသည်သူတို့စကားပြောနေတော့မှပင်သူတို့၏တူထေးဟောင်းမြောင်ဟိုရောက်လာပြီးညင်းနေသည့်ကြားကဆောင်အားကိုအနိုင်ကျင့်၍လိုက်ပိုးတော်သည်ကံကောင်းစွာဖြင့်သူသည်နောက်ပူတာတွင်ယထာဘော်မှဆင်းသွားသည်ထိုအချိန်တွင်တို့ကြသည်စာရေးသူထံမှအကြောင်းပြန်စာရရှိသည့်အတွက်အားတင်သွားသည်စာထဲတွင်နောက်ဆုံးထိဖတ်ပေးသည့်အတွက်ကျေးဇူးတင်ကြောင်းနှင့်တို့ကြတယောက်တည်းရှိနေသောကြောင့်သာဝထုကိုအဆုံးသတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်းဝန်ခံထားသည်စာရေးသူကတို့ကြနေဖြင့်ဇက်သိမ်းပိုင်းကိုမကြိုက်ပါကကိုယ်တိုင်ပြန်ရေးကြည့်ရန်တိုက်တွန်းခဲ့သည်ညခုနှစ်နာရီတွင်ဝန်ဆောင်မှုစတင်ချိန်၌ယထာမှရုတ်တရက်တုန်ခါသွားပြီးရက်တန့်သွားသည့်တစ်ချိန်တည်းမှာပင်ကျွေးစနစ်ရှိ610နှစ်ရဲ့အခမဲ့ဝန်ဆောင်မှုပြီးဆုံးသွားပြီဖြစ်လို့အခပေးဝန်ဆောင်မှုစတင်ပါပြီဟုအတန်တစ်ခုကကြေညာလိုက်သည်တို့ကြကသူ့ဖုန်းကိုစစ်ဆေးကြည့်လိုက်ရာညခုနှစ်နာရီဖြစ်နေသည်ကိုတွေ့ရပြီးအားရသည်ဝထုစတင်သည့်ပုံစံတိုင်းပင်ဖြစ်နေသည်ကိုသဘောပေါက်လိုက်သည်ထို့နောက်ကိုရီးယားရိုးရာပုံပြင်ထဲကတတဝါတစ်မျိုးဖြစ်သည့်ဒိုက်ခဲဘီတကောင်ယထာဘော်တွင်ပေါ်လာပါတော့သည်ယထာဘော်မှာဒိုက်ခဲဘီပေါ်လာပါတယ်ခီးဒီတယောက်ကသူ့ကိုစော်ကားပြောဆိုရဲ့အခါဒိုက်ခဲဘီကသူ့ရဲ့လေးစားမျက်လုံးတွေနဲ့ထိုလူကိုခေါင်းတိတ်တိတ်ပစ်တက်လိုက်ပါတယ်ထိုလူတေဆုံးသွားတာကိုမြင်တော့လူတိုင်းထိတ်လန့်သွားကြပြီးအဲ့ဒီတတဝါကလည်းကြောက်စရာမျက်နှာပေးနဲ့လူတိုင်းကိုတိတ်ဆိတ်သွားအောင်လုပ်လိုက်ပါတယ်ပြီးနောက်ဒိုက်ခဲဘီကနက်ဖျားတွေရဲ့ဆုံးဖြတ်ချက်အရလူသားတွေဟာဆိုးရွားတဲ့တတဝါတွေဖြစ်တာကြောင့်အပြစ်ပေးခံရတဲ့တယ်လို့ကြေညာလိုက်ပါတယ်လူသားတိုင်းကိုစီမင်းတစ်ခုပေးအပ်သွားမှာဖြစ်ပြီးအဲ့ဒီအပေါ်မှာဘလို့ဖြေရှင်းမလဲဆိုတာကသူတို့ရဲ့ကံကြမ္မာကိုဆုံးဖြတ်ပေးမှာဖြစ်ပါတယ်မကြာခင်မှာပဲပထမအဆင့်ကိုရှင်းပြထားတဲ့ဟိုလိုဂီယန်တွေခီးဒီတွေရဲ့ပတ်ပတ်လည်မှာပေါ်လာပါတယ်10မိနစ်အတွင်းယထာတွေရဲ့မှာရှိတဲ့တက်ရှိတစ်ခုခုကိုတက်ရပါမယ်အောင်မြင်တဲ့သူတွေကအကျွေးစိတ်300ရမှာဖြစ်ပြီးမအောင်မြင်တဲ့သူတွေကတော့အသက်ခံရမှာပါဒေါ်ခဲဘီကလည်းဂျေဒါယာတွေကသူတို့ကိုအမြဲတမ်းစောင့်ကြည့်နေမှာဖြစ်ကြောင်းပြောပါတယ်ယထာတွေအားလုံးရက်တန့်သွားသလိုအပြင်ဘက်မှာလည်းဘာမှလှုပ်ရှားမှုမရှိတော့ပါဘူးဟိုလိုဂီယန်က10မိနစ်အချိန်စတင်ရေတွက်လိုက်တဲ့အခါခီးဒီတွေဖုံးစစ်ကြည့်ကြပြီမဲ့အင်တာနက်လိုင်းမရတော့တာကိုတွေ့လိုက်ရပါတယ်မကြာခင်မှာပဲလူတွေစိတ်ထိမနိုင်တော့ပဲတယောက်နဲ့တယောက်ရန်ဖြစ်ကြပါတော့တယ်တခါတရံတယောက်တည်းကိုဝိုင်းပြီးတိုက်ခိုက်ကြပါတယ်အမျိုးသမီးတယောက်ကတော့ထိတ်လန့်ပြီးတခြားယထာရဲစီထွက်ပြေးဖို့စ조사ပေမဲ့တကားမှရှိတဲ့အကာအကွယ်တားဆီးကြောင်ထွက်မရပဲပိတ်မိနေခဲ့ပါတယ်ဒိုဂျာကတခြားယထာရဲကိုကြည့်လိုက်တဲ့အခါလူအုပ်ကြားထဲမှာဂျုံလျှော့ကိုမြင်လိုက်ရလို့အားတင်သွားပါတယ်သူတို့ဟာဝတ္ထုတွေကအဖြစ်အပျက်တွေကိုတကယ်ကြုံတွေ့နေရတာဖြစ်ပြီးအနာဂတ်မှာဘာဆက်ဖြစ်မလဲဆိုတာသူသိနေပြီဆိုတာကိုသဘောပေါက်သွားပါတယ်မြစ်ထဲမှာအေယာမဘီလူကြီးတစ်ခုပေါ်လာပြီးယထာကိုဝင်တိုက်လိုက်တဲ့အတွက်လူတိုင်းမျက်နှာကျက်မှာညက်သွားကြပါတယ်ဒိုဂျာကစီကန်းချက်အရတက်ရှိတတဝါတစ်ခုခုကိုပဲတက်ရမှာဖြစ်ပြီးလူကိုပဲတက်ရမယ်လို့မပါတာကိုတတိယလိုက်ပါတယ်ဂေးရောင်ဆိုရဲ့ကလေးတယောက်မှာပိုရွက်စိတ်မွေးထားတဲ့ကတ်ထူဘူးရှိနေတာကိုမြင်လိုက်ရတော့ဒိုဂျာကအဲ့ဒါကိုယူပြီးဆောင်းအားစီသွားလိုက်ပါတယ်သူကဆောင်းအားကိုပိုရွက်စိတ်အချိုပေးလိုက်ပြီးလူအုပ်ကိုစကားပြောဖို့စ조사ပေမဲ့ဘသူမှသူ့ကိုဂယုမစိုက်ကြပါဘူးဒိုဂျာကပိုရွက်စိတ်တကောင်ကိုတက်လိုက်တဲ့အခါအကျွေစေးရရှိသွားပြီးဆိုတဲ့ဟိုလိုဂီယန်ပေါ်လာတော့မှလူတွေအားလုံးသူ့ကိုတတိထားမိလာကြပါတယ်သူကလူတွေကိုပိုရွက်စိတ်တွေအကြောင်းပြောပြပေမဲ့လူတိုင်းအတွက်တော့မလောက်ပါဘူးလူတွေကညှိတွားနေကြတော့မြောင်ဟိုကသူ့လက်ထဲကပိုရွက်စိတ်ကထူဘူးကိုလူယူသွားပြီးလူအုပ်ကဒိုဂျာကိုဝိုင်းရံထားကြပါတယ်ဒါပေမဲ့တစ်ဖက်မှာတော့လူတယောက်ကအဖွားအိုတယောက်ကိုရိုက်နှက်နေစေမို့ဒိုဂျာကသူ့ကိုဝင်ထားပြီးလက်မကပ်ပါလာတဲ့ပိုရွက်စိတ်ကိုပေးလိုက်ပါတယ်ဒါပေမဲ့ထိုလူကအဲ့ဒီပိုရွက်စိတ်ကိုညှင်းပယ်ပြီးအဖွားအိုကိုပဲတက်ချင်တယ်လို့ပြောပါတယ်ဒီလူဟာဝတ္ထုတွေကဇက်ကောင်နဝင်းဆိုတာကိုဒိုဂျာတိလိုက်ရပါတယ်နဝင်းကဒိုဂျာကိုအစားထိုးသဖို့ရိုက်နှက်ပါတော့တယ်ဒိုဂျာကသူ့ကိုယ်သူခုခံရင်ဝတ္ထုထဲမှာလိုပဲလူတွေမှာဗီဒီယိုဂိမ်းတွေလိုစွမ်းအားတွေရှိနေရဆိုတာကိုတတိယသွားပါတယ်သူရထားတဲ့အကျွေးစိတ်300ကိုတုံးပြီးခွန်အားကိုမြင့်တင်လိုက်ကနဝင်းကိုထိုးလိုက်တဲ့အခါသူရထားရဲတစ်ဖက်စီလွင့်စင်သွားပါတယ်နဝင်းကသူ့ရဲ့စွမ်းရည်ကိုအသုံးပြုပြီးဒိုဂျာကိုစက္ကန့်ပိုင်းတွင်အလွယ်တကူအနိုင်ယူလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲလူအုပ်ကပိုရွက်စိတ်ကထူဘူးကိုမတော်တဆလွတ်ချမိလိုက်ပြီးပိုရွက်စိတ်ဥပြုံတစ်ခုလိမ့်ထွက်လာပါတယ်ဒိုဂျာကအဲ့ဒီအိုတွေကိုဖျက်ဆီးလိုက်တဲ့အခါအကျွေးစိတ်အများပြားရရှိသွားပါတယ်သူကအကျွေးစိတ်3တူညကိုအသက်ရှည်မှုအတွက်နောက်3တူညကိုလျင်မြမှုအတွက်သုံးလိုက်တဲ့အခါနဝင်းရဲ့တိုက်ခိုက်မှုတွေကိုရှောင်တိန်နိုင်ပြီးသူ့ကိုပြန်လဲချနိုင်ခဲ့ပါတယ်
နဝင်းကကြောက်လန့်ပြီးအဖွားအိုကိုမထိခိုက်တော့ဘူးလို့ကတိပေးကပေါ်ရက်စိတ်တကောင်တောင်းပေမဲ့ဒိုဂျာကသူဟာဒီဇလန်ထဲမှာရှိနေဖို့မထိုက်တန်ဘူးလို့ပြောလိုက်ပါတယ်နဝင်းကအဖွားအိုကိုထပ်တိုက်ခိုက်ဖို့စ조사နေလို့ဒိုဂျာကအကာအကွယ်ပေးဖို့ပြေးသွားပါတယ်ဒိုဂျာကအဖွားအိုရဲ့လက်ထဲကိုပေါ်ရက်စိတ်တကောင်ထည့်ပေးပြီးအချိန်မကုန်ခင်မှာသူ့လက်ကိုစုပ်ကင်ပြီးပေါ်ရက်စိတ်ကိုဖိတက်လိုက်ပါတယ်အချိန်ပြီးတဲ့အခါအတန်တစ်ခုကအဆင့်ပြီးဆုံးပြီလို့ကြေညာပြီးရှုံးနေသူတွေရဲ့မျက်နှာတွေကိုအပေါက်ဖောက်ပြီးတက်ပစ်လိုက်ပါတယ်ကံမကောင်းစွာနဲ့ပဲနောက်ဆုံးပေါ်ရက်စိတ်ကလွတ်မြောက်သွားတဲ့အတွက်အဖွားအိုလည်းတေဆုံးသွားခဲ့ပါတယ်တိုက်ခဲပြီးပြန်ပေါ်လာပြီးအောင်မြင်တဲ့လူစစ်ခုနှစ်ဦးကိုဂုဏ်ပြုပါတယ်အခုဆိုရင်သူတို့ရဲ့စွမ်းဆောင်ရည်အတွက်ဂျေဒါယာတွေစီကလက်ဆောင်တွေရယူရမယ့်အချိန်ရောက်ပါပြီဂျေဒါယာတွေဟာအာဂါတထဲကနေဒီအဆင့်တွေကိုစောင့်ကြည့်နေပြီးလူသားတွေရဲ့ရုန်းကန်မှုတွေကိုကြည့်ကပျော်ရွှင်နေတတ်တဲ့အစွမ်းထက်တတဝါတွေဆိုတာကိုဒိုဂျာတတိယလိုက်ပါတယ်ခီးဒီတိုင်းဟာသူတို့ကိုပံ့ပိုးပေးခြင်းနဲ့ဂျေဒါယာတွေရဲ့စည်ရင်းကိုရရှိပြီးတခုကိုရွေးချယ်ရပါတော့မယ်ဒါပေမဲ့တစ်ချိန်ချိန်မှာတော့ကျွေးမိတွေကသူတို့ကိုပြန်လဲချီနှောင်လာမှာပါ